one hit တစ်ခါအောင်ပြောက် damage ချက်လေးထိခံတယ်လေသွားပြီကျွန်တော်ဒီ video challenge လို့ damage တိခန့်မှာကျွန်တော် damage စက်မှအထိမခံမင်းနဲ့အဲ့ပွဲဦးနိုင်အောင်ဆော့ရမှာပါ damage ချက်မှအထိမခံအောင်ဆိုတော့ base ထဲမှာပဲနေမှာပေါ့ဆိုပြီးလုပ်လို့မရဘူးကျွန်တော်စီကန်းချက်တွေတက်မှတ်ပေးမယ်စီကန်းချက်တွေက damage ချက်မှအထိခံလို့မရဘူး assistant 10ကောင်ရအောင်ယူရမယ်နောက်တစ်ချက်ကတော့အဲ့ပွဲဦးနိုင်ကိုစားပါမယ် listener challenge ကအောင်ပါပြီတွေ့လားအခုလူတို့ main ရင်းတက်များများတော့မရှိအဂျလာရဲ့ Hello Kitty skin အချောချောမှာအပိုင်းရှိရှော့အဂျလာဘာလို့ယူလိုက်လဲဆိုရင်တော့အဂျလာအဲ့ဒီမေးရပြီဆိုတာနဲ့ကိုယ့်ရဲ့ teammate တွေကိုပူပြီးတော့ assistant ယူလို့ရတယ်ဗျာဒီလားကိုယ့်ရဲ့ teammate တွေမှာပဲဘူးနေရဆိုတော့ damage ထိမှအောင်လေတိတ်ပြီးတော့စိတ်ပူကြမလို့တော့ဘူးဗျာ level 4မြမရှန်တော့ဒီတိုင်းလေးပဲစီးနေပြီးတော့ damage မတိအောင်စောင့်အောင်ပါပေါ့အော်အဲ့ဒီမေးရပြီအဲ့ဒီမေးရပြီဆိုတော့ပူပြီးတော့ assistant ဆိုင်လို့ရပြီဟောင်ရဲ့အလယ်လင်းမှာတော့ပတဲတွေဖြစ်နေပြီနော်စေပါလေးပဲပူလိုက်ဒါချချင်းချလို့ရနော်အေး yes assistant မဟုတ်ပြီးရပါလားဟာအော်ငါလည်းကမှကြည့်မိရစတဲ့ assistant နဲ့အောင်ရနေရဟာပြန်ရေးစလီနာလေးတည်းတော့စလီနာလေးကဲတိုင်းမှာကဲတော့ရင်တော်ဘလူလေးပဲယုံကြည်လိုက်ပြီကွာတိုင်ချမင်းသွေးများကြီးလဲကြံနေမင်းကနောက်ထောက်လာပြီဟာညီလေးစိတ်ထဲအောင်မတင်အောင်မြောင်းတော့မတင်ငါမရှောမှာနော်ဒီတော်ရဲ့ဟင်းတော့ယူလာမလိုက်လာလို့ဒီဗီဒီယိုမှာဆုံးစားပါပါတယ်အဲ့ဒါဘာမှတော့မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်မှာကိုလူတို့ကမန်နေဂျာအကောင့်တွေကိုရောင်းချင်ရင်ဒါမှမဟုတ်ဝယ်ချင်ရင်စကြတဲ့နေရာရှာနေရဆိုရင်တော့ကျွန်တော်ဒီမှာစကြရည်ရည်သားနဲ့လာရောက်အကြောင်းဝယ်လုပ်လို့ရပါတယ်အကြောင်းဝယ်လုပ်ရမယ့်နေရာကိုတော့ကျွန်တော်ရဲ့ pin comment နဲ့ description မှာချပေးမှာဖြစ်ပါတယ်โอเคတော့ပြီအဲ့ဒါတဲအောင်တော်ဘလူဒီဘက်ပိုင်းမှာဒီနေရာကဲလိုက်ကောင်းမလားကဲလို့မရဘူးသူတင်သူ့ကဲငါမှာရှော့မှာစေပါလေးပဲယုံကြည်လိုက်ပါမယ်ဒီကတော့โอเค assistant မြောက်ကြီးရပါတာကဲမျိုးတော့ရဲ့ assistant ကောင်းရပြီတော်ဘလူလေးကအရင်တော့လို့ဆိုရင်တော့အတိခံပြီးတော့ကဲပါတယ်ခုကျတော့ငါ damage ထိခံလို့မဖြစ်ဘူး challenge ပြောတာနည်းနည်းလွယ်နေလို့ခံစားနေရတယ်ကွာဟာအလူကသူနည်းနည်းလေးပဲကျန်တော့တာ assistant ယူလို့ရတယ်တိုင်လိုက်ချဘာမှမကြောက်နဲ့မင်းနောက်မှငါရှိတယ်ချားလီတိုင်ကွန်ထရီနဲ့ပဲကျန်တော့တာဟာတော်ဘလူလေးလိုင်းလုံးလုံးလို့ရသေးရဲ့နော်တိုင်ဟာဒီကနာပလာတာရလွတ်သွားပြီ assistant ကောင် assistant လွတ်တာရေးမကြည့်ဘူးdamage ထိခံမှာရှော့မှာရောင်ရီကို oxygen ဟဲ့လိုက်လာရင်အောင် filter ကတုံးပြမှာရတော့တော်ဘလူလေးကတီးသွားတာမကဲလိုက်တာပဲကောင်းပါရဲ့စားတွေကအားကြောင့်ပြောပါလေခြောင်ပန်းရပါတယ်လို့ချောင်းအလဲလိမ့်မှာကာကြနဲ့ဆိုတာတီးနေပြီငါကာကြလေးပဲပူလိုက်တော့မယ်ဟုတ်တယ်တိုက်ဆွဲတာဟုတ်တယ်ကာကြကကောင်းနေရ assistant ကောင်းရပြီ assistant 5ကောင်ဆိုတော့နောက်5ကောင်ဆိုရင် challenge ကရပြီဟာချောင်းထဲမှာရူလာရှိတာ fuck ဒါမဲ့ထိပါပြီ flashback challenge ပြောတာနည်းနည်းလွယ်နေလို့ခံစားနေရတယ်ကွာကျွန်တော်ဒီကရောက်ဖို့အဒီမဲ့ပဲဗျာအဒီမဲ့ရပြီဆိုတာနဲ့ကျွန်တော် like ပူပြီးတော့ assistant ယူလို့ရတယ်ဗျာဒီတိုင်းကျတော့တိတ်ပြီးတော့အဆင်မပြေဘူး damage လည်းထိလို့မရဘူးဆိုတော့ okay အမမီယာလေးတော့တွေ့ရငါတို့ကရှာတော့ဝင်သွားပြီ assistant တော့ယူလို့ရတယ်ဟာ damage ထိသွားတာလားဟုတ်တယ်85တဲ့ဟာမင်းတို့ကဒီလောက်ကြာမဟုတ်သေးဘူးကွာ4မိနစ်ပဲရှိသေးရလေမဟုတ်ဘူးလေမဟုတ်တာအကိုလေးဒီလိုဆိုတော့လည်းနောက်တစ်ပွဲပေါ့ကွာလီးပဲပေါ့ဗျာဒီနေရာမှာကျွန်တော် experience တော့သူ့ရောက်တဲ့အုံနောက်နေစဉ်းစားလိုက်တဲ့ဆိုရင်ဖြစ်နတာလီယာလေးရွေးချယ်လိုက်ပါတယ်ဘာဖြစ်လို့ဆိုနတာလီယာကိုပြောင်းနေတာဗျာကိုပြောင်းနေတော့ကိုပြောင်းနေလူတွေ enemy တွေကဘယ်လိုချရမှာလဲနော်ရုံရောင်ခုနမှညီတဲ့ရှင်းလေးပတ်စာနေမြင်ရနော်ဒါပေမဲ့ရန်တိုင်းတော့ဝင်ချလို့မရအောင်နော်ငါ damage ချက်တိကန်နဲ့ challenge fee မှာဟဲ့အောင်ရီတန်းရှင်းတဲ့လူရှင်းတော့လည်းပါကြောက်ရတယ်နော်မင်းတို့အလဲလေးမှာငါစားနေတဲ့ပတ်စီလာပြီဆိုတော့လည်းနည်းနည်းကြောင်ပြောက်မှာနော်မင်းတို့မလာနေတာမြင်နော်တွားပြီဘယ်လိုနေ damage ထိတော့မှာတွားပြီ damage ထိတွားပြီ